အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့လုံးရတာအရန်လွယ်ကူရွေးရှင်နဲ့သဘာဝတည်ခြင်းလုပ်ပြပေးမှာဖြစ်ပါတယ်ရှင်နောက်တော့90တောင်ကိုအိုးရဲထည့်ပြီးတော့ကြိုပါမယ်နောက်တော့ရေကံမသွားအောင်လို့မကြာခဏမှုပေးပါရှင်ကြိုပြီးသွားတဲ့နွားနို့တွေကိုခနွေးနွေးအနေထားလေးရောက်တဲ့အထိအေးခဏပေးပါရှင်ပြီးရင်တော့တင်ချင်းတစ်စုံထည့်ပါမယ်နွားနို့အနည်းငယ်ထည့်ပြီးတော့သမအောင်ဝေပေးပါရှင်အေးခဏထားတဲ့နွားနို့တွေကိုထည့်ပြီးတော့ထပ်မံပြီးသမအောင်ဝေပါမယ်ရှင်သမအောင်ဝေပြီးသွားပြီဆိုရင်တော့ဘူးတစ်ခုတည်းကိုထည့်ပြီးတော့အခန်းပူချိန်တိုင်းနေရာမရွေးပဲနဲ့တညလောက်ထားပေးထားပါမယ်ရှင်လက်ဖက်စားတော့မို့အတွက်တညရေချိုးပါမယ်ရှင်နောက်တစ်ရက်ကြာတဲ့အချိန်မှာတော့ခုလိုမျိုးဒိန်ချင်လေးရပါပြီရှင်ဒင်းချင်းကိုမိမိကြိုက်နေတဲ့ရာထညက်ရည်တကြားပြားရည်တို့ဖြင့်လည်းတွဲဖက်ပြီးစားသုံးနိုင်ပါတယ်ရှင်အားလုံးကိုကျေးဇူးပါနော်